ဒီနေ့ကျွန်တော်ချက်ပြမှာတော့မျိုးရိုးစင်ဆက်လက်ဆန်ကန်းလာတဲ့မဆလာနဲ့စိတ်သားဟင်းချက်ပြမှာပဲဖြစ်ပါတယ်ရေဆေးပြီးသားစိတ်သားလေးတွေကိုကြက်သွန်ပြူမှုန့်နှဲငယ်ချင်းမှုန့်နှဲငယ်ပြီးတော့မျိုးရိုးစင်ဆက်လက်ဆန်ကန်းလာတဲ့မဆလာလေးအနှဲငယ်ထည့်ပါမယ်ပြီးတော့ရင်တော့ဓာတ်တော်မထည့်ပါဘူးဘဲကောင်လာလက်ကမြင်းဝါပြန်ပြီလဲကွာချိတ်ထားတဲ့ငရုတ်သီးအနှဲငယ်ချက်သားမှုန့်အနှဲငယ်ငံပြားရည်အနှဲငယ်နဲ့စားတို့ထည့်ပြီးရောသမမှုပေးပါရတာစိတ်ဝင်သွားအောင်လက်သီးနဲ့နာထိုးပေးပါခဏလမ်းလျှောက်ပေးလိုက်ပါဗျာအကြိုက်ထိုးပြီးဝိုင်းရင်တော့နှကန်းလေးတက်ပေးလိုက်ပါအောင်ဗျာဟတ်ချလောင်အာလူတသွန်ကြီးကိုကျွန်တော်ပြထားတဲ့အတိုင်းလှီးပေးပါပြီးသွားရင်နှုတ်ဆင်းပြီးတော့ထောင်းလိုက်ပါဗျာသေချာကြည့်ထားပါနောက်တစ်ခါထပ်မပြတော့ပါဘူးအကြီးကြောက်လေးတွေကိုအယုံနှွင်ပြီးတော့ကြိတ်ထားလိုက်ပါဗျာသေချာကြည့်နော်ဟတ်ချလောင်ငါလို့တဲ့ကြက်သွန်ကြီးဆူဆူလာပြီဆိုရင်ကြက်သွန်ကြီးလေးထဲစနွမ်းမုံလေးထည့်ပြီးတော့ကြက်သွန်ကြော်လေးဆယ်ထားပါမယ်ဗျာဆယ်ပြီးပြီဆိုရင်တော့စိမ့်မုံလေးထဲငပြားလေးအနှဲငယ်ထက်မွေးလာပြီဆိုရင်တော့ကြိတ်ထားတဲ့ငကြီးကြောက်ကလေးတွေထက်ကြက်သွန်ပြူမုံလေးအနှဲငယ်နဲ့ငရုတ်ကောင်းမုံအနှဲငယ်ထက်ငရုတ်ဒီကြမ်းဘက်ကလေးထက်မွေးပြီးတော့သင်ဖြစ်ရင်စားလို့ရပါစီပူလာရင်တော့ထောင်းထားတဲ့ကြက်သွန်လေးထက်စနွမ်းမုံထက်အယောင်တင်မုံထက်မွေးပြီးတော့ငပြားလေးတစ်စုံလောက်မဆလာနှဲငယ်ထည့်ပြီးရင်စိတ်သားလေးတွေထည့်ပြီးလုံးလို့ရပါပြီစိတ်သားလုံးပြီးသွားရင်အာလူချမ်းသားလေးတွေထည့်ပြီးတော့မွေပေးပါအခက်အောက်တန်ပေးပါလုံးပြီးသွားရင်တော့ပေါင်းနဲ့မိနစ်30လောက်ပေါင်းဖို့အတွက်အသားမြုပ်တဲ့ထိရေထည့်လိုက်ပါကြာသာအတွက်ကြက်သားမုတ်တစ်စုံစားနှဲငယ်ငပြားလေးနှဲငယ်ထည့်ပြီးတော့မွေပေးပါမိနစ်30ပေါင်းပြီးသွားရင်တော့စိတ်သားဟင်းလေးစားလို့ရပါပြီရတာနဲ့အသားနုမနူစမ်းစားကြည့်ပါမယ်အာလူလေးကောင်းလိုက်တော့ကွာအသားလေးစမ်းစားကြည့်ပါမယ်ဒါစိတ်သားလေးပါကောင်းတော့ပဲအာလူလေးကောင်းတယ်စိတ်သားကောင်းစိတ်သားအာလူဟင်းလေးကိုအကြီးကြောက်ကြော်လေးနဲ့အခွားသီးလေးနဲ့ဆွဲမယ်မိတ်ဆွေတို့ကိုမာဂျင်နာကကျွန်တော်ချက်ထားတာလေးကြည့်ပြီးသေမကြပါနဲ့